အားလုံးပဲမင်္ဂလာပါရှင် property ဘာမှကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့မိုးရတီနဲ့လိုက်ပတ်တဲ့ဟင်းတစ်မျိုးလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ပူပူဆက်ဆက်လေးနဲ့အရသာရှိတဲ့ရခိုင်ဖြူချက်လေးပဲဖြစ်ပါတယ်ပါဝင်တဲ့ပစ္စည်းလေးတွေကတော့စက်သွန်ဖြူစက်သွန်နီချမောင်ရွက်ငရုတ်သီးစိစပလင်ခရုပြုတ်ပြီးသားလေးတွေပဲဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်တော့စီလေးစပြီးထည့်လိုက်ပါမယ်ရှင်စီလေးစုပြီးဆိုတာနဲ့စက်သွန်နီစက်သွန်ဖြူစပလင်မြုပ်သီးစိအနှဲမုံလေးနင်းငယ်ထည့်ပြီးတော့စီးသက်လိုက်ပါမယ်စက်သွန်နီလေးနှုံးသွားပြီဆိုတာနဲ့ညှင်ငတ်ပြီးမြုပ်သီးချမုံတစ်စုံထည့်ပြီးတော့မှုလိုက်ပါမယ်ရှင်ပြီးရင်တော့ခရုထည့်လိုက်ပါမယ်ရတာအတွက်ကတော့ငပြာရည်နဲ့စားထည့်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့ချမောင်ရွက်ရေလေးနင်းငယ်ထည့်ပြီးတော့ရေစုအောင်တည်လိုက်ပါမယ်ရှင်။ကဲအခုဆိုရင်တော့မိုးရတီနဲ့လိုက်ဖက်တဲ့ပူပူဆက်ဆက်ရခိုင်ခူးချက်ဟင်းလေးရပါပြီရှင်။